အိန္ဒိယနိုင်ငံမှာမကြာသေးမီကဖြစ်ပွားခဲ့တဲ့ NEET စာမေးပွဲမမှန်မကန်မှုနဲ့ပတ်သက်ပြီးကျောင်းသားတွေရဲ့ပြင်းထန်တဲ့ဆန္ဒပြမှုတွေကပညာရေးဝန်ကြီး Dharmendra Pradhan ရာထူးကနေနှုတ်ထွက်ပေးရတဲ့အထိဖိအားပေးနိုင်ခဲ့ပါတယ်။ပြည်သူလူထုရဲ့ဖိအားပေးမှုကိုလိုက်လျောမှုမရှိခဲ့တဲ့အစိုးရတရက်အတွက်တော့ဒီလိုရာထူးကနေနှုတ်ထွက်မှုဟာရှားရှားပါးပါးဖြစ်ရတစ်ခုပါပဲ။အစိုးရဟာဒေလီမြို့စန်တာမန်တာမှာကျောင်းသားတွေရဲ့မယမနာဆန္ဒပြမှုတွေကိုရက်တပတ်နှစ်ပတ်အကြာနောက်ဆုံးမှာတော့အလျှော့ပေးခဲ့ရပါတယ်။ဒီချက်တဲဟာအုပ်ချုပ်ရေးပိုင်းဆိုင်ရာအမှားအယွင်းတစ်ခုအဖြစ်စတင်ခဲ့ပေမဲ့နိုင်ငံရေးအရကြီးမားတဲ့တာဝန်ယူမှုစီကိုဦးတည်သွားခဲ့ပါတယ်။2026ခုနှစ်မေလ3ရက်နေ့ကကျင်းပခဲ့တဲ့ NEET စာမေးပွဲမှာမမှန်မကန်လှုပ်ဆောင်မှုတွေပေါ်ပေါက်လာခဲ့ရာကစစ်ဖက်ဆိုင်ရာဝင်ခွင့်နေရာ1000ခန့်အတွက်ရှင်ပြိုင်နေကြတဲ့ကျောင်းသားလျှောက်ထားသူ30ကျော်ကိုတက်ရောက်စေခဲ့ပါတယ်။အစိုးရရဲ့ပထမဆုံးတုံ့ပြန်မှုကတော့လစ်လျူရှုခြင်းပြီးတော့အုပ်ချုပ်ရေးရထိန်းသိမ်းဖို့ထိန်းချုပ်ဖို့ကြိုးစားခြင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကာကွယ်ခုခံခြင်းတို့ဖြစ်ပါတယ်။ပညာရေးဝန်ကြီး Dharmendra Pradhan ကတော့စာမေးပွဲမေးခွန်းပေါက်ကြားမှုကိုတိကျဖြစ်ရတစ်ခုဖြစ်သဘောထားပြီးတော့အခိုင်အမာရပ်တည်ခဲ့ပါတယ်။ဒါပေမဲ့ကျောင်းသားတွေရဲ့တက်ကြွလှုပ်ရှားမှုဟာအစိုးရတွေထင်ထားတာထက်ပိုပြီးတော့အားကောင်းခဲ့ပါတယ်။တက်ကြွလှုပ်ရှားသူစွန်နန်ဝန်ချက်ရဲ့26ရက်ကြာအစာငတ်ခံဆန္ဒပြမှုနဲ့အတူပိုဟတ်ပါတီလို့နာမည်ကြီးတဲ့ကျောင်းသားအုပ်စုတွေရဲ့စနစ်တကျထိန်တပိတ်မှောက်မှုတွေကစာမေးပွဲမေးခွန်းပေါက်ကြားမှုကိုတနိုင်ငံလုံးအတိုင်းအတာနဲ့လူငယ်လှုပ်ရှားမှုတစ်ခုအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။နိုင်ငံရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအဟုန်တွေလည်းလျင်မြန်စွာမြင့်တက်ခဲ့ပြီးတော့အတိတ်ခံခေါင်းဆောင်တွေကပါဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့တောင်းဆိုလာခဲ့ကြတာပါ။ကျောင်းသားခေါင်းဆောင်တွေကပညာရေးဝန်ကြီး Dharmendra Pradhan ရာထူးကနေချက်ချင်းနှုတ်ထွက်ပေးဖို့24နာရီတွင်အလျှော့မပေးဘဲနောက်ဆုံးတောင်းဆိုချက်ကိုထုတ်ပြန်ခဲ့ပါတယ်။လာမယ့်ပြည်내ရွေးကောက်ပွဲတွေမတိုင်မီတနိုင်ငံလုံးအတိုင်းအတာနဲ့တက္ကသိုလ်ကျောင်းဝင်းတွေအထိဆန္ဒပြပွဲတွေပြန့်နှံ့သွားနိုင်မဲ့ကြီးမားတဲ့ချိန်ချောက်မှုကိုရင်ဆိုင်ရတဲ့အခါမှာတော့အာဏာရပါတီရဲ့ခေါင်းဆောင်မင်းကပညာရေးဝန်ကြီးကိုဆက်လက်ကာကွယ်ပေးနေတာဟာနိုင်ငံရေးရဆက်လက်ရှင်သန်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဝန်ကြီးဟာရာထူးကနေနှုတ်ထွက်ခဲ့ရပြီးသူ့ရဲ့နှုတ်ထွက်စာမှာသူ့ရဲ့ထွက်ခွာမှုကိုလုပ်ငန်းပိုင်းဆိုင်ရာကြာရှုံးမှုထက်စတေးခံလိုက်တဲ့ပုံစံအဖြစ်ပုံဖော်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံကလူငယ်တွေရဲ့အောင်ပွဲဟာဒီမိုကရေစီစနစ်ရဲ့အားသာချက်နဲ့ပြည်သူအသံရဲ့အရေးပါပုံကိုပြသနေပေမဲ့မြန်မာနိုင်ငံရဲ့အခြေအနေမှာတော့အမြဲတမ်းပဲဝမ်းနည်းကြေကွဲစရာကောင်းခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်း2021ခုနှစ်တုန်းကတိုင်းပြည်လုံးကပြည်သူအာဏာပြည်သူတွေကိုပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့အာဏာရှင်တွေဟာအလျှော့မပေးဘဲရက်ဆက်ဖြိုခွင်းတပ်ဖြတ်ခဲ့ပါတယ်။ဒီမိုကရေစီရဲ့မိခင်နိုင်ငံကြီးလို့လူသိများကြတဲ့အိန္ဒိယနိုင်ငံဟာအခုထိလည်းဒီမိုကရေစီကိုလက်မလွတ်တန်ဖိုးထားဆဲဖြစ်ကြောင်းသက်သေပြသွားခဲ့ပါတယ်။လူငယ်တွေကိုအလျှော့ပေးခဲ့ရပါတယ်။တိုင်းပြည်တိုးတက်ရေးကိုသာပူလိုလားကြောင်းပြည်သူတွေကိုအဲ့လောက်ထိမရက်ဆက်ကြောင်းသက်သေပြသွားခဲ့တာမျိုးပါ။ဒါပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံတက်ဆိုင်ရင်တော့အိန္ဒိယဟာသူတို့ပြည်သူတွေကိုပို့ပြီးတော့ချစ်နေသေးကြောင်းမျက်နှိုးကြောင်းပို့ပြီးတော့ထင်ရှားပါတယ်